ကတော့ဒီ2026ခုနှစ်အစိုးရအပြောင်းလဲကာလတက်မတော်ကာကွယ်ဦးစီးချုပ်အပြောင်းလဲဖြစ်သွားတဲ့အချိန်စစ်ရေးနိုင်ငံရေးအရာဒီအောင်မြင်မှုတွေအရရှိဆုံးဒေသကချင်းမြင့်နယ်ဖြစ်ပါတယ်ချင်းမြင့်နယ်ထဲမှာဆိုလို့ရှိရင်အခုဖလန်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်တီးတိမ်မြို့ကိုချိတ်ဆက်နိုင်ခဲ့တယ်တွန်းဆန်မြို့ကိုသိမ်းပိုက်ခဲ့ရုံသာမကဖလန်းကနေမြို့တော်ဟာခတိကိုလည်းချိတ်ဆက်နိုင်ခဲ့တယ်ဖလန်းကိုသိမ်းပိုက်လိုက်ခြင်းရဲ့နောက်ဆက်တွဲကချင်းမြင့်နယ်မှာရှိနေတဲ့ချင်းလက်နက်ကန်အဖွဲ့တွေရဲ့ logistic လမ်းကြောင်းကြီးကိုပါဖျက်တောက်ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်ဖလန်းကိုသိမ်းပိုက်ပြီးတဲ့နောက်ဖလန်းနဲ့ဟာခါလမ်းပိုင်းကိုစစ်ကြောင်းထုတ်နေပြီးရှင်းလင်းပြီးတော့မေလ21ရက်နေ့မှာကလေးတိုင်းငင်းကနေချီတက်လာတဲ့ရင်းနှန်းကြီးတွေကဟာခါမြို့ကိုရောက်ရှိခဲ့ပြီးတော့မြို့ပြန်လဲတည်ဆောက်ရေးအတွက်မြို့နေလူထုအတွက်လာပေါင်းများစွာနှစ်ပေါင်းများစွာပိတ်ဆို့ဖျက်တောက်ခံထားပြီးရှားရှားပါးပါးနဲ့အသက်ဆက်နေရတဲ့အခြေအနေကနေကုန်လွန်သွားခဲ့ပြီဖြစ်ပါတယ်မေလ21ရက်နေ့မှာပဲဒီဖလန်းကနေထပ်မံပြီးတော့ရောက်ရှိလာတဲ့ရင်းနှန်းကြီးကဟာခါကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်ဟာခါမှာပြန်လဲစုဖွဲ့တယ်မြို့နေလူထုနဲ့ဌာနဆိုင်ရာတွေမိသားစုတွေဒေသခံမိဘပြည်သူတွေအတွက်လိုအပ်တဲ့စားနပ်ရိက္ခာဆေးဝါးလူသုံးကုန်တွေကိုကုန်စည်စည်းစိမ်မှုတွေအားလုံးကိုဒီရဟရင်နေတဲ့တမျိုးလေးနေတဲ့တမျိုးပို့ဆောင်ပေးခဲ့ပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းစစ်ရေးလှုပ်ရှားမှုပြင်ဆင်မှုတွေကိုပြုလုပ်ခဲ့တဲ့အတွက်ဟာခါမှာရှိနေတဲ့နေပြည်တော်တရင်တပ်ဖွဲ့မှာစစ်သည်တွေလက်နက်ခဲယမ်းအင်အားတွေပြန်လည်စုဖွဲ့ပြီးတော့ပြီးခဲ့တဲ့ဇွန်လ4ရက်နေ့မှာပဲဟာခါကနေထန်တလန်လမ်းပိုင်းကိုစစ်ကြောင်းထိုးနေပြီးရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ထန်တလန်နဲ့ပတ်သက်ရင်ထန်တလန်မြို့ကိုအကြမ်းဖက်သမားတွေက2023ခုနှစ်ဖေဖော်ဝါရီလမှာအင်အားအလုံးရင်းနဲ့ဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်မလို့ချင်းတောင်တန်းပေါ်မှာတိစောက်ထားတဲ့အင်မတန်လှပတဲ့ထန်တလန်မြို့လေးကအကြမ်းဖက်သမားတွေရဲ့တိုက်ပွဲဖော်ဆောင်မှုတွေအကြမ်းဖက်သမားတွေရဲ့နိုင်ငံရေးရည်ချိန်နှိမ်ပါစွာကိုမြို့ကိုဖျက်ဆီးခဲ့တာတွေကြောင့်ထန်တလန်မြို့လေးကပြပုံအတိကိုရောက်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲတမ်မတော်ကပြန်လည်တိုက်ခိုက်ပြီးတော့ထန်တလန်မြို့ကိုသိမ်းပိုက်ရေးဆောင်ရွက်ခဲ့တာကြောင့်2025ခုနှစ်အောက်တိုဘာ29ရက်နေ့မှာထန်တလန်မြို့လေးကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ထန်တလန်မြို့လေးကအကြမ်းဖက်သမားတွေရဲ့ဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်မှုရဲ့အောက်မှာ2023ခုနှစ်အောက်တိုဘာကနေအခု2026ခုနှစ်ဇွန်လအထိနှစ်နှစ်ခွဲနီးပါးနေ့စဉ်ဘဝတွေကိုခက်ခဲစွာကြမ်းတမ်းစွာရှားပါးစွာငတ်မော့စွာခေါင်းပါးစွာနဲ့ဖျက်ဆီးခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အကြမ်းဖက်သမားတွေကထန်တလန်နဲ့ဟာခါလမ်းပိုင်းကိုပိတ်ဆို့ထားတယ်။ထန်တလန်နဲ့ဟာခါလမ်းပိုင်းမှာရှိနေတဲ့အဓိက point တွေအခုတက်မတော်ကတိုက်ခိုက်ရှင်းလင်းလိုက်တဲ့ point 1921တို့2369တို့စတဲ့ point တွေအပါအဝင်ဟာခါထိသွားနိုင်တဲ့ဒီတောင်ကြိုတောင်ကြားတွေတောင်တောင်းတွေကဖြတ်ထားတဲ့လမ်းတွေတရားတွေအားလုံးကိုအကြမ်းဖက်သမားတွေ CNF ကပိတ်ဆို့ဖြတ်တောက်ထားပါတယ် CNF အပါအဝင်ရခိုင်လက်နက်ကိုင်သဘော AA ရဲ့လက်နက်ထောက်ပံ့ပေးမှုနဲ့ဒီဒေတာအတွင်းမှာပေါ်ပေါက်လာတဲ့ကလင်နာကြပေါ်လာတဲ့လက်နက်ကိုင်အဖွဲ့တွေကထန်တလန်မြို့အနီးမှာပါစခန်းချထားခဲ့ကြပါတယ်စခန်းဆိုတာထက်ပိုတဲ့ဌာနချုပ်ကြီးတစ်ခုဖြစ်ဖန်တီးခဲ့တာဖြစ်ပါတယ်2023ခုနှစ်အောက်တိုဘာ29ရက်နေ့မှာမြို့လေးကိုကြေကွက်ပက်လက်နဲ့စုပ်ပြတ်တက်ပြီးပြောင်းပေါ်ရောက်သွားတဲ့ထန်တလန်မြို့လေးကိုတမ်မတော်ကနေပြည်တော်တရင်တပ်ဖွဲ့တွေကအသက်ခံတာပေါင်းများစွာပေးဆက်ပြီးတော့ပြန်လည်သိမ်းပိုက်ခဲ့ပေမဲ့ထန်တလန်မြို့ရဲ့ဘေးမှာအကြမ်းဖက်သမားတွေကဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ဝင်းပလူတွေမြေခွေးတွေပိတ်ဆို့ခံထားရတဲ့ပုံစံမျိုးဝင်းပလူတွေမြေခွေးတွေကောက်ချစ်လာတဲ့သားရဲတွေပိတ်ဆို့ခံထားရတဲ့မြို့လေးပါ။ဒီမြို့လေးကိုတော့အခုတမ်မတော်ကပြန်လည်သိမ်းပိုက်ပြီးတော့ဒီလမ်းကြောင်းတစ်လျှောက်လုံးကိုလည်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ထန်တလန်နဲ့ဟာခါလမ်းပိုင်းက logistic လမ်းကြောင်းပွင့်သွားပြီဖြစ်ပါတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းထန်တလန်နဲ့ recorder လမ်းပိုင်းrecorder နဲ့အိန္ဒိယနယ်စပ်ကိုပြန်သွားနိုင်တဲ့လမ်းမိုက်ကလည်းမကြခင်ပြန်လည်ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်။အဲဒီနေရာမှာထန်တလန်ကိုတမ်မတော်ကစစ်ကြောင်းထုံးနေပြီးရှင်းလင်းမှုတွေပြုလုပ်ဖို့အတွက်မေလ21ရက်နေ့နောက်ပိုင်းတစ်ဖက်ကနေပြည်တော်တရင်တပ်ဖွဲ့တွေနဲ့အင်အားဖြစ်တင်တာတွေပြုလုပ်ခဲ့တယ်လက်နက်ခဲယမ်းတွေဖြစ်တင်ခဲ့တယ်။ပြင်စီရေးမှန်းချက်တွေထားပြီးတော့ဇွန်လ4ရက်နေ့မှာနေမရှင်းလေးစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဇွန်လ4ရက်နေ့မှာဟာခါကနေခြိတက်လာတဲ့တမ်မတော်စစ်ကြောင်းကြီးတွေကရီမန်းချက်ဖြစ်တဲ့ထန်တလန်ကိုရောက်ရှိဖို့အတွက်တောအထက်ထက်တောင်အသွယ်တွေကိုဖျက်ဆီးပြီးတော့ခြိတက်လာခဲ့တာဖြစ်ပါတယ်။လက်လက်လျှောက်ကအကြမ်းဖက်သမားတွေချင်းလက်နက်ကန်အဖွဲ့တွေကာကင်းစခန်းတွေတာဝါရိုင်ကုန်းတွေအော်တိုကုန်းတွေစီသရီကုန်းတွေစသဖြင့်တောင်ကုန်းတွေ point တွေအားလုံးကိုချီမုံပြီးမှထန်တလန်မြို့ထဲကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဇွန်လ4ရက်နေ့ကခြိတက်လာပြီးတဲ့နောက်ဇွန်လ6ရက်ဇွန်လ9ရက်ဇွန်လ10ရက်3ရက်တာနီးပါးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီလိုတိုက်ပွဲတွေပြင်းထန်တဲ့အချိန်အကြမ်းဖက်သမားတွေခြေကုပ်ယူပြီးတော့စခန်းချထားတဲ့အော်တိုတောင်တို့စီသရီတောင်တို့စတဲ့နေရာတွေကိုတမ်မတော်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ဒါကြောင့်မလို့ဇွန်လ6ရက်နေ့မှာ point 1921ဇွန်လ9ရက်နေ့မှာ point 2369နဲ့ဇွန်လ10ရက်နေ့မှာဒီတာဝါတိုင်းကုန်းတွေကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဇွန်လ9ရက်နေ့ညနေပိုင်းမှာတော့ဟာခါကချီတက်လာတဲ့တမ်မတော်စစ်ကြောင်းကြီးတွေနဲ့ထန်တလန်မြို့လေးကိုရင်အုပ်မကွာကာကွယ်ဆောင်ရှောက်ထားတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လက်ချင်းချိတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုလက်ချင်းချိတ်နိုင်ခဲ့တဲ့အတွက်ဘေးပတ်ဝန်းကျင်မှာစုတန်တောင်းကျမ်းနေတဲ့အကြမ်းဖက်သမားတွေဒေသခံမိဘပြည်သူတွေလူမျိုးစုအချင်းချင်းအနိုင်ကျင့်ပြီးတော့ဒီ logistic ဖြတ်တော့ပင်မစင်းရဲစွာနဲ့ဖြတ်တန်းမှုအတွက်ဒုက္ခတွေပင်လယ်ဝေနေတဲ့ဘဝကနေလွတ်မြောက်သွားပြီဖြစ်ပါတယ်။ထန်တလန်မြို့ကိုတမ်မတော်စစ်ကြောင်းကြီးတွေအားလုံးကချိတ်ဆက်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်ဇွန်လ10ရက်နေ့မှာထန်တလန်မြို့အနီးပတ်ဝန်းကျင်မှာအခြေပြုလှုပ်ရှားနေတဲ့ဇိုဖေအကြမ်းဖက် PDF စခန်းကိုကင်းထောက်ခဲ့တယ်။အဲဒီနောက်ဘုံကျရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်။ဇွန်လ10ရက်နေ့မနေ့ကဒီဇိုဖေကောင်စီရဲ့လက်အောက်မှာရှိနေတဲ့ချင်းမျိုးနယ်စုတွေအကြမ်းဖက်သမားတွေရဲ့စခန်းကို
ကာမီကာဇေဆူဆယ်ဒရုန်းနဲ့ပစ်ခတ်မှုတွေရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်။အဲဒီနောက်ဒီနေ့ဇွန်လ17ရက်နေ့မှာတော့မနက်9နာရီခွဲဝန်းကျင်တွေကစပြီးတော့9နာရီခွဲဝန်းကျင်အထိတနာရီနီးပါးပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ထန်တလန်မြို့အနီးမှာခြေကုပ်ယူစခန်းချပြီးတော့မြို့ရဲ့အဓိက logistic လမ်းကြောင်းကိုရောမြို့ကိုရောဗတ်ပေါင်းစုံကနေနှစ်ခွဲနီးပါးပိတ်ဆို့ထားတဲ့ချင်းချောက်ထားတဲ့အကြမ်းဖက်သမားတွေရဲ့စခန်းပုံကျရှင်းလင်းနိုင်ခဲ့ပါတယ်။ဒီပုံကျရှင်းလင်းမှုတွေအတွင်းဒီ Zofiran Council နဲ့ Zofiran Council ရဲ့အောက်မှာရှိနေတဲ့ချင်းလက်နိုင်ငံအဖွဲ့တွေရဲ့တန်တန်းကျောင်းတွေစာနာချုပ်တွေစခန်းတွေအဆောက်အဦတွေတာမကကျန်းမာရေးဌာနခွဲမှာရှိနေတဲ့အဖွဲ့တွေအားလုံးမှာထိခိုက်ဒေဆုံးခဲ့ပါတယ်။လက်နက်ကင်ပြီးတော့စစ်သွေးကြွနေတဲ့စစ်သွေးကြွတွေတာမကကျန်းမာရေးဌာနလို့အဖွဲ့ထားတဲ့စစ်သွေးကြွတပ်သားရဲ့စခန်းချနေရာတွေကိုလည်းပုံကျရှင်းလင်းနိုင်ခဲ့ပါတယ်။ဒီပုံကျရှင်းလင်းမှုတွေတွင်အကြမ်းဖက်သမားတွေရာချီပြီးထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေကြားသိရပေမဲ့အကြမ်းဖက်အာဘေးမီဒီယာတွေရဲ့ရေးသားမှုမှာတော့စကန်ပုံကျရှင်းလင်းခံရမှုအတွင်းမုံရတက္ကသိုလ်ကနေဥပဒေပွဲရပြီးတော့ဇိုဖေးကောင်စီမှာကျန်းမာရေးဌာနအတွင်းမှုဖြစ်တာဝန်ယူနေတဲ့ PDF မှစစ်သွေးကြွမှတယောက်အပါအဝင်အကြမ်းဖက်သမား9ယောက်သာထိခိုက်ဒေဆုံးခဲ့တယ်ဆိုပြီးတော့သတင်းတွေထုတ်ပြန်ခဲ့ပါတယ်။ကျန်တဲ့အတူပွားနဲ့အတူအပြတ်နဲ့ဒေဆုံးသူတွေရဲ့အလောင်းကိုမရတဲ့အတွက်9ယောက်ပဲထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သဘောမျိုးနဲ့သတင်းထုတ်ပြန်ခဲ့ပုံပေါ်ပါတယ်။တကယ်တော့ဒီနေ့ဇွန်လ17ရက်နေ့မနက်8နာရီခွဲဝန်းကျင်တွေကစပြီးတော့တနင်္လာနေ့နီးပါးလေကြောင်းတိုက်ခတ်မှုတွင် Jet Fighter 9စီး Y12 ရင်းနေတဲ့အတူဘုံအလုံးရေ40ကျော်50နီးပါးကျဲချတိုက်ခိုက်ပြီးတော့ထန်တလန်မြို့ကိုချင်းချောက်နေတဲ့အကြမ်းဖက်စခန်းချစ်ကုတ်စခန်းကြီးကိုပုံကျရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။ထန်တလန်မြို့ရဲ့အနီးမှာတောင်ဆောင်တွေနဲ့ဘေးပတ်ဝန်းကျင်တွေမှာအခြေပြုပြီးတော့မြို့ကိုနှစ်ခွဲနီးပါးချင်းချောက်ခဲ့တဲ့စခန်းဖြစ်ပါတယ်။ဒီစခန်းကို Jet Fighter 9စီးနဲ့ Y12 တွေနဲ့ပုံကျရှင်းလင်းတာအကြမ်းဖက်သမား9ယောက်ပဲတည်တယ်ဆိုတဲ့သတင်းကဖြစ်နိုင်ခြေနဲ့တွက်ကြည့်မယ်ဆိုရင်တောင်မှရည်စရာတစ်ခုဖြစ်နေပါတယ်။ probably နဲ့ပဲတွက်ဖြစ်နိုင်ခြေနဲ့ပဲတွက်တင်ချာနီးနဲ့ပဲတွက်Jet Fighter 9စီးရဲ့လေကြောင်းတိုက်ခိုက်မှု Y12 ရင်တစည်းကဘုံအလုံးရေ40နီးပါးကျဲချတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်သမား9ယောက်သာတည်ဆုံးခဲ့တယ်ဆိုတဲ့အခြေအနေကိုတော့ကျွန်တော်တို့ကကောက်ချက်ချရမယ်ဆိုရင်9ယောက်ရဲ့အလောင်းကိုတော့ရလိုက်တယ်။အယောက်100ကျော်200နီးပါးရဲ့အလောင်းကတော့အတူပြတ်ဖွာလန်ခြင်းဖြစ်သွားတယ်လို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့အကြမ်းဖက်သမားတွေရဲ့ခြေကုပ်ယူထားတဲ့စခန်းကို Jet Fighter 9စီး Y12 တွေနဲ့ပုံကျရှင်းလင်းလိုက်တာကြောင့်စခန်းတစ်ခုလုံးကွင်းမြေတစ်ခုလုံးဖြစ်သွားပြာကျသွားတဲ့အခြေအနေမျိုးပါ။ဒီလိုပြာကျသွားတဲ့အချိန်အကြမ်းဖက်သမား9ယောက်ပဲဒီစခန်းမှာရှိသလား။ဒါကစဉ်းစားကြည့်ရမယ့်အချက်ဖြစ်ပါတယ်။သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ရင်တော့အကြမ်းဖက်အားပေးမီဒီယာတွေကလူလူရဲ့စိတ်ဝင်စားမှုနဲ့သတင်းကိုခေါင်းစဉ်ပြောင်းပြီးတော့ရေးသားလေးရှိတဲ့အတတ်ပညာကိုတစ်ဖက်ကန့်ကန့်အောင်ကျွမ်းကျင်ကြပါတယ်။ဂျပိုးကိုလက်ဖြစ်အောင်ရေးသားကြတာတွေရှိတယ်လို့ ego လည်းကျွဲဖြစ်အောင်ရေးသားကြတာတွေရှိပါတယ်။ဒီလိုအခြေအနေမှာတမတော်ရဲ့ Jet Fighter GD-Y12 တွေနဲ့ပုံကျရှင်းလင်းမှုအတွင်းအကြမ်းဖက်သမား9ယောက်သာထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့အခြေအနေကိုယုံမှတ်ပြီးပုံအပ်ခြင်းလည်းယုံမှတ်လို့ရပေမဲ့တကယ်တမ်းမြေပြင်မှာတော့အကြမ်းဖက်သမားတွေရဲ့စခန်းဌာနချုပ်ကြီးပါပုံကျရှင်းလင်းလိုက်ခံရတာဖြစ်ပါတယ်။တာမန်ကင်းစကန်တောင်ကုန်းတွေမှာအခြေပြုထားတဲ့ကင်းစကန်တွေပုံကျရှင်းလင်းခံရတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ဌာနချုပ်အဖြစ်ရှိနေတဲ့နေရာ PDF Zofe ရဲ့ဌာနချုပ်အဖြစ်ရှိနေတဲ့စခန်းကိုပုံကျရှင်းလင်းခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေ100နီးပါးထိခိုက်ဒေဆုံးနိုင်ခြေရှိတယ်ဆိုတဲ့တွက်ဆမှုကိုကျွန်တော်တို့ကတွက်ဆထားရမှာဖြစ်ပါတယ်။ဆိုတော့ဇိုလိန်ကိုပြန်ဆက်ရရင်တမတော်ကဟာခါနဲ့ထန်တလန်လမ်းပိုင်းကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ထန်တလန်နဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဒေသခံလူနည်းစုချင်းတိုင်းရင်းသားတွေကိုဘေးပတ်ဝန်းကျင်မှာရှိနေတဲ့တောင်ပေါ်ဒေသနေချင်းတိုင်းရင်းသားတွေအားလုံးအတွက်စားနပ်ရိက္ခာတွေကိုဝဝလင်းလင်းနဲ့အာဟာရပြည့်ဝစွာစားတောက်လို့ရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ခွဲနီးပါးစားနပ်ရိက္ခာတွေကိုဆွဲဆန့်ပြီးတော့စားခဲ့ရတဲ့အခြေအနေတွေကနေငငက်ပြက်ပြက်နဲ့အယိုးပေါ်အရေးတင်ဖြစ်နေကြတဲ့ဒေသခံချင်းတိုင်းရင်းသားတွေရဲ့သတင်းတွေကိုကြားရတာလည်းစိတ်မကောင်းဖြစ်ရပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေတွေကလူမျိုးစုအချင်းချင်းပဲအနိုင်ကျင့်နေကြတဲ့ပြိပက္ခတွေဖြစ်ပါတယ်။ချင်းပြည်နယ်မှာကဒီချင်းမျိုးကွဲပေါင်း90ကျော်ရှိပြီးတော့လူနည်းစုတွေအများအပြားကတယောက်နဲ့တယောက်အပြန်အလှန်ပြိပက္ခတွေဖြစ်နေကြတာပါ။တာမန်နိုင်ငံရေးတည်ငြိမ်တဲ့အချိန်မှာတော့မှလူမျိုးရေးပြိပက္ခဖြစ်နေတဲ့အချိန်2021ခုနှစ်နိုင်ငံရေးအခင်းကျင်းရဲ့နောက်ပိုင်းမင်းတပ်ကစလိုက်တဲ့လက်နက်ကင်တိုက်ပွဲတွေရဲ့နောက်ဆက်တွဲချင်းပြည်နယ်မှာလက်နက်ကင်တိုက်ပွဲတွေပြန့်နှံ့ခဲ့တယ်။ရခိုင်စစ်သွေးကြောနဲ့အပေါင်းပါတွေကနောက်ဝယ်ကနေထောက်ပံ့ခဲ့ပြီးတဲ့နောက်ချင်းပြည်နယ်မှာလူနည်းစုလက်နက်ကင်အဖွဲ့တွေအများအပြားပေါ်ပေါက်ခဲ့ပါတယ်။ဒီလိုပေါ်ပေါက်လာခဲ့တာတွေရဲ့နောက်ဆက်တွဲအခုလိုမျိုးဒီတမတော်နဲ့ထိထိတိုက်ပွဲတွေဖြစ်ပေါ်ခဲ့တယ်မြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်။လူနည်းစုတိုင်းရင်းသားတွေကိုပဲအချင်းချင်းအပြန်အလှန်နှိပ်စက်တာတွေဖိနှိပ်တာတွေနှိပ်ကွပ်တာတွေချင်းကြောက်တာတွေအနိုင်ကျင့်တာတွေပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်တော့ချင်းပြည်နယ်ကတဖြည်းဖြည်းနဲ့ရောင်နီတက်လာပြီဖြစ်ပါတယ်။ချင်းပြည်နယ်မှာဆိုရင်တမတော်ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့တဲ့ကြံရှိနေတာကချင်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့မင်းတပ်နဲ့ကံပက်လက်ကျင်တွင်းမြို့လောက်သာရှိပါတော့တယ်။အတွင်းထဲမှာရှိနေတဲ့မြို့ငယ်တွေဆိုတာကစစ်ရေးအရာစီးရီးမှန်ရထားပြီးတိုက်ခိုက်သွားမယ်ဆိုလို့ရှိရင်လမ်းကြောင်းတစ်ခုလုံးမှာ slow တိုက်ရှင်းလင်းသွားပြီးတော့ပြန်လည်သိမ်းပိုက်လို့ရတဲ့မြို့တွေဖြစ်ပါတယ်။ဒါကြောင့်ချင်းပြည်နယ်မှာတမတော်ကပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုရင်ချင်းပြည်နယ်တောင်ပိုင်းကမြို့တွေသာကျန်မှာတော့တယ်။မင်းတပ်နဲ့ကံပက်လက်ကိုလည်းတမတော်ကသိမ်းပိုက်လို့ရပြီမြင့်ဘာကြောင့်မသိမ်းပိုက်သေးတယ်လဲဆိုတဲ့အခြေအနေကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်။
ဟာခါနဲ့ထန်တန်လမ်းပိုင်းကိုပဲစီရေးကြီးမှချက်ထားပြီးတော့စစ်ကြောင်းထိုးနေပြီးရှင်းလင်းနေပြီးချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ကံပတ်လက်ကိုတော့မသိမ့်ပိုက်သေးပဲနဲ့စစ်မြူပြီးတော့အကြမ်းဖက်သမားတွေကိုတောက်လျှောက်တိုက်ခိုက်ချေမှုန်းနေတာဖြစ်ပါတယ်ဒီလိုအခြေအနေမှာမင်းတပ်နဲ့ကံပတ်လက်ကအကြမ်းဖက်သမားတွေထိခိုက်ဒေဆုံးမှုတွေများနေတာကြောင့်ပလောဝနဲ့မတူဘက်က PDF တွေခုမီအပါအဝင်ဒိုင်းတို့တခြားသောလူနည်းစုချင်းတိုင်းရင်းသားတွေကိုပါရခိုင်စစ်သွေးကြွတွေကအတင်းအဓမ္မဖမ်းဆီးပြီးတော့မင်းတပ်နဲ့ကံပတ်လက်ကိုပို့နေကြတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာမတူဘီမှာရှိတဲ့ PDF တွေကမတူဘီမှာရှိနေတဲ့ချင်းလက်နက်ကန်အဖွဲ့တွေကအစမင်းတပ်နဲ့ကံပတ်လက်ကိုလာရောက်ပြီးတော့စစ်ကူပေးနေကြရတဲ့ဆိုတဲ့အခြေအနေမျိုးကိုတမတော်ကဆွဲဆန့်ပြီးတော့စစ်မြူတိုက်ခိုက်ချေမှုန်းနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ4ရက်5ရက်6ရက်ကနေဒီနေ့ဇွန်လ10ရက်နေ့အထိနေ့စဉ်ရက်ဆက်မင်းတပ်မျိုးအနီးကိုတော့လေကြောင်းတိုက်ခတ်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ထားခဲ့ပါတယ်။နေ့ကဇွန်လ10ရက်နေ့မှာဆိုလဲမင်းတပ်မျိုးရဲ့အရှိတ်နေရာတွေဇွန်လ9ရက်နေ့မှာဆိုလဲမင်းတပ်မျိုးရဲ့မြို့လယ်နေရာတွေဇွန်လ10ရက်နေ့မှာဆိုလို့ရှိရင်လည်းမင်းတပ်မျိုးရဲ့နောက်ဖက်ချမ်းနေရာတွေဇွန်လ6ရက်နဲ့9ရက်မှာတော့မင်းတပ်နဲ့မတူဘီလမ်းပိုင်းကအကြမ်းဖက်သမားတွေဆုတ်ခွာသွားတဲ့နေရာတွေကိုဂျက်ဖိုက်တာတွေနဲ့အပန်တောင်ပြုတ်လုပ်ပြီးတော့တက်လိုက်ဆင်းလိုက်ပုံကျရှင်းလင်းလိုက်ပြုတ်လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့2021ခုနှစ်မှာလက်နက်ကင်ပြိပက်ကစတင်ပေါ်ပေါက်စေခဲ့တဲ့မြို့မင်းတပ်မျိုးနဲ့ပတ်သက်ရင်တမတော်က2021ခုနှစ်ကသွေးကြွေးကိုကောင်းကောင်းကြီးပြန်ယူနေတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အားကြောင့်လဲဆိုတော့2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာ NLD ပါတီရဲ့မဲလိမ်မဲခိုးမှုတွေကြောင့်တမတော်ကနိုင်ငံတော်ရဲ့အာဏာကိုယာယီထိန်းခဲ့တယ်။အဲဒီနောက်အကြမ်းဖက်တတိုင်းနဲ့ပြည်ပြည်အုပ်စုနဲ့ NLD ပါတီကမုံစုမသားတွေကမြောက်ထိုးပင်ကိုလှုပ်ခဲ့တဲ့အတွက်ဆန္ဒပြပွဲတွေကနေတဆင့်နောက်ဆုံးမှာတော်လန်ရေးဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်ကင်ဆိုတဲ့တိုက်ပွဲတွေဖော်ဆောင်ခဲ့ကြတယ်။ဒီလိုလက်နက်ကင်တိုက်ပွဲဖော်ဆောင်မှုတွေအတွင်းလက်နက်ကင်ပြီးတော့တူမီတနက်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုစတင်တိုက်ခိုက်လာခဲ့တဲ့မြို့ကမင်းတပ်မြို့ဖြစ်ပါတယ်2021ခုနှစ်ဧပြီလမှာပဲမင်းတပ်မြို့မှာရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုချင်းလက်နက်ကန်အဖွဲ့တွေကတူမီတနက်တွေနဲ့စတင်တိုက်ခိုက်ပြီးတော့လက်နက်ကန်တိုက်ခိုက်လို့ရတယ်ဆိုတဲ့ယဉ်ကျေးမှုတစ်ခုကိုလက်နက်ကန်တိုက်ခိုက်လို့ရတယ်ဆိုတဲ့အကြမ်းဖက်လမ်းစဉ်တစ်ခုကိုအကြမ်းဖက်သမားတွေကိုပြန့်နှံ့စေခဲ့တာဖြစ်ပါတယ်ဒါကြောင့်တနိုင်ငံလုံးမှာရှိနေတဲ့မြို့တွေရွာတွေမှာလက်နက်ကန်ဆိုတဲ့တိုက်ပွဲတွေဖော်ဆောင်စေခဲ့တာတွေရဲ့အရင်းမြစ်ကတော့မင်းတပ်မြို့ဖြစ်ပါတယ်မင်းတပ်မြို့ကိုနှစ်ကြော့ပြန်တိုက်ခိုက်ပြီးတော့အကြမ်းဖက်သမားတွေကသိမ်းပိုက်ခဲ့ရတာဖြစ်ပါတယ်အခုတော့မင်းတပ်မြို့ထဲမှာလာရောက်စုဖွဲ့သမျှအကြမ်းဖက်သမားတွေကိုတမတော်ကအမဲချွေချွေပြီးတော့မြို့ရဲ့အပြင်ဘေးပတ်ဝန်းကျင်တွေမှာစခန်းချအထိုင်ချပြီးတော့ပိတ်ဆို့ချင်းချောက်ရင်းနေ့စဉ်ပုံကျရှင်းလင်းတိုက်ခိုက်နေတဲ့အတွက်အကြမ်းဖက်သမားတွေကတော့ပို့မနိုင်တိမ်မနိုင်မြုပ်မနိုင်ဖြစ်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်တမတော်အနေနဲ့မင်းတပ်လိုကံပတ်လက်လိုမြို့လေးကိုသိမ်းပိုက်ဖို့အတွက်မခက်ခဲတဲ့ကြားတွေကဘာကြောင့်မသိမ်းပိုက်တာလဲဆိုရင်တော့စီရေးအရာမဟာဗျူဟာကြကြအစီအမံတွေဆောင်ရွက်ထားလို့ဖြစ်ပါလိမ့်မယ်ဖြစ်ပါကလေးတိုင်းငင်းကနေဒီဖလန်းကိုချီတက်ဖို့တောင်မှစစ်ကြောင်းကြီး3-4ကြောင်းနဲ့ချင်းတောင်တန်းကြီးကိုတောင်တန်းတွေအသွယ်သွယ်ဖြတ်မဏိပူမြစ်ကြီးအပါအဝင်မြစ်တွေချောင်းတွေကိုအသွယ်သွယ်ဖြတ်တန်းပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တပ်မတော်စစ်ကြောင်းတွေကမြန်မာတပ်မတော်ကကန်ကြီးရွာကနေ10မိုင်ကျော်အကွာဝေးမှာရှိတဲ့မင်းတပ်စောကနေအနောက်ဘက်10မိုင်ကျော်အကွာဝေးမှာသာရှိတဲ့ကံပတ်လက်ကိုနှစ်ပတ်3ဘက်ကနေတလာနီးပါးအထိစောင့်ပြီးတော့မသိမ်းမဲနဲ့စစ်မြူနေတဲ့ဆိုကလေးကတပ်မတော်အကြီးအကဲတွေမှာစစ်ရေးရည်မှန်းချက်တစ်ခုစစ်ရေးအရာမဟာဗျူဟာကျတဲ့အစီအမံတစ်ခုရှိထားတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီလိုအခြေအနေကြောင့်ပဲနေ့စဉ်ရက်ဆက်တရက်ပြီးတရက်ချင်းလက်နက်ကန်အဖွဲ့တွေထိခိုက်ဒေဆုံးမှုတွေများလာတယ်ရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေလည်းနောက်ွယ်ကထောက်ပံ့အုပ်ချုပ်မှုတွေထောက်ပံ့ရေးလမ်းကြောင်းတွေလည်းပုံကျရှင်းလင်းခံနေရပါတယ်ဒါကြောင့်ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်လည်းဒီပလက်ဝနဲ့မတူဘီလမ်းပိုင်းအကြမ်းဖက်သမားတွေကုန်ကားတွေနဲ့အရက်သားအသွင်နဲ့စားနပ်ရိက္ခာနဲ့လက်နက်ခဲယမ်းတည်ဆောင်လာတဲ့အချိန်တပ်မတော်ကကင်းထောက်ပြီးပုံကျရှင်းလင်းခဲ့တာကြောင့်ရခိုင်စစ်သွေးကြောတွေရဲ့ထောက်ပို့က၄စီးပုံကျရှင်းလင်းခံခဲ့ရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ဆိုတော့မင်းတပ်မျိုးသိန်းတိုက်ပွဲနဲ့ကံမက်လက်မျိုးသိန်းတိုက်ပွဲကတော့ဘယ်လိုမျိုးအကွက်ရွှေ့နေတယ်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့တမတော်ကချင်းပြည်နယ်ကိုပြန်လည်သိမ်းပိုက်ဖို့အတွက်20%လောက်သာကျန်ပါတော့တယ်။အဲ့ဒီ20%ကလည်းမင်းတပ်နဲ့ကံမက်လက်ကိုသိမ်းပိုက်လိုက်ရင်20%ကနေ15%လောက်အထိသိမ်းပိုက်ထားတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အတွင်းထဲမှာရှိနေတဲ့ပလက်ဝနဲ့မတူဘီလမ်းပိုင်းကတော့မိုးရင်းတရင်းလုံးပြစ်ထားပြီးတော့ချင်းစစ်သွေးကြော်တွေကိုရခိုင်အကြမ်းဖက်တွေကိုအားလုံးကိုမိုးရင်းကာလခြေမဆုပ်ပြီးအသက်ရှင်လို့ရမယ်အခြေအနေထိရအောင်ဖြတ်5ဖြတ်တွေဖြတ်6ဖြတ်တွေနဲ့ပတ်ဆက်ဆက်နဲ့ပိတ်ဆို့ဖြတ်တောက်ရှင်းလင်းထားရုံနဲ့မိုးရင်းတွင်းမှာအကြမ်းဖက်သမားတွေအလိုလိုလက်နက်ချလာနိုင်ပါတယ်။ဒါကြောင့်မတူဘီနဲ့ပလက်ဝဒေသကတော့စစ်ရေးအရာဒုတိယစစ်ရေးရည်မှန်းချက်ထားရမယ့်အခြေအနေတွေဖြစ်ပေမဲ့အခုအချိန်မှာတော့မင်းတပ်နဲ့ကံပက်လက်မှာလည်းအကြမ်းဖက်သမားတွေကိုအမက်ချွေစစ်မြုံနေတယ်ဆိုတဲ့အခြေအနေကြောင့်ထိခိုက်ဒေဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်းကိုချိတ်ဆက်